လိษံဆိုတာဘာလဲโอเคတလိษံဆိုတာမှတ်ထားတိအိဋ္ဌာတိ၃ပါးသောအိဋ္ဌာအလိုဆန္ဒပဲရှိအဲ့ဒီအလိုဆန္ဒ၃ပါးမှာလဲဆိုအိဋ္ဌာရဲ့စားတာရဲ့ကာမဂုဏ်ခံစားတာပြန်ပြောရှင်းတယ်နော်အဲ့ဒီအိတ်ဖို့ရဲ့စားဖို့ရဲ့ကာမဂုဏ်ခံစားဖို့တက်တက်ဖဲသိရင်ဘာခေါ်လဲဒါဖြင့်အဲ့ဒီအကြောင်း၃ပါးအတွက်ပဲအားထုတ်နေတာကိုဘာလို့ခေါ်လဲဒါဖြင့်ခွေးကိုကြောင်ကိုနွားကိုတလိษံခေါ်တာလားအိတ်စားကာမ၃ပါးတဲ့ပြုသူကိုတလိษံခေါ်တာလားရှင်းတယ်နော်ဒါဖြင့်တလိษံမှာကုသိုလ်တရားအားထုတ်ဖို့ तू သိသလားသီလစောင့်ထိန်ဖို့တမာရီရင့်ကျက်အောင်လုပ်ဖို့ငါဘဝကလေးကိုတဘဝတစ်ခုလုံးစင်ကြယ်အောင်ဖြောင့်မတ်အောင်တဲ့မှတ်အောင်ကြိုးစားမယ်ဆိုတဲ့တမာရီမျိုးမရှိရင်အာမထုတ်ရင်ဘာလဲသီလကျင့်ဝတ်မိဘဝတ်သာသမီဝတ်ယောက်ျားဝတ်မိန်းမဝတ်ဝတ်တရားတွေသီလတွေကျင့်ဝတ်တွေရှိမရှိဆရာဝတ်တပည့်ဝတ်မရှိဘူးလားအဲ့ဒီဝတ်တရားတွေမကျေလို့သီလစောင့်ထိန်မှုမရှိရင်အမိမပါဂျိုမပါပဲမဲ့အိစ္ဆာကာမ၃ပါးတည်းသိရင်ရှင်းလားဦးဇင်းကဒိဋ္ဌိဆံဆိုတာခွေးကိုပြောတာမဟုတ်ဘူးကြောင်ကိုပြောတာမဟုတ်ဘူးဟမ်ရှင်းတယ်နော်အဲ့တော့အခုသူတော်ကောင်းတို့လည်းတနေ့သီလတိုးပွားဖို့အာမထုတ်ရင်တမာရီရင့်ကျက်ဖို့အာမထုတ်ရင်ပညာဆိုတဲ့လောကီလောကုတ်နှစ်ပါးသောပညာရတ်တွေအတွက်မစည်းဘူးကြဘူးဆိုရင်တန်ဖိုးတက်လာသလားတန်ဖိုးကျလာတနေ့